တလားတလားကိုအသက်ပြည့်ပြီးသားလူတယောက်ရရဲ့လာစာမျိုးရအောင်ဘာလို့ရမလဲအိမ်မှာနေကိုကကြောင်းတက်နေရပဲဖြစ်ဖြစ်မဟုတ်ဘူးအိမ်မှာနေပြီးဘာမှလုပ်ဆရာမရှိဘူးအမိဘလုပ်စာထိုင်စားပြီးတော့တနေ့ညှင်းသုံးနေရဆိုလို့ရှိရင်ဒီအလုပ်တွေကိုလုပ်ကြည့်လို့ရတယ်ဒီအလုပ်တွေကတခြင်းအကိုရှိလို့ရှိမှတော့မသိခဲ့တဲ့အလုပ်လို့ပြောရင်လည်းမှန်နိုင်မယ်ဒါရင်နဲ့ဆိုလို့ရှိရင်တလားကိုအမေရရဲ့လာကအတိုင်းတော့ရနိုင်တယ်ဟောအလုပ်ခွင့်ဝင်မှုအတွက်အစင်းနဲ့မဖြစ်သေးတဲ့သူဒီဂရီမရှိတဲ့သူတယောက်အနေနဲ့အင်္ဂလိပ်စာကောင်းကောင်းတက်ရုံနဲ့လုပ်လို့ရမယ်အလုပ်တစ်ခုကို့မှာပေါ်နေတဲ့အချိန်တွေကိုအသုံးချပြီးတော့ပတ်စံလဲရှာလို့ရမယ်ကိုရှာတတ်တယ်ဆိုလို့ရှိရင်တနေ့ရဲနဲ့1000ခွဲ2000လောက်ကအတားလေးရတယ်အဲ့ဟာကဘာလုပ်လဲဆိုတော့ဘာသာပြန်အလုပ်ပါဘာသာပြန်အလုပ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကိုကြည့်နေတဲ့ရုပ်ရှင်ဇာတ်ကားတွေဥပမာပြောမယ်ဆိုလို့ရှိရင်ကိုရီးယားကထိုင်းကတရုတ်ကကိုကြည့်နေတဲ့ကားတွေအကုန်လုံးကိုမြန်မာဆိုင်ထိုးပြီးဘာသာပြန်တာပါဒါပေမဲ့ဘာသာပြန်တယ်ဆိုတာကဗီဒီယိုကြီးတစ်ခုလုံးကို edit တဲ့ application တစ်ခုခုမှထည့်ပြီးတော့မြန်မာဆိုင်နဲ့လိုက်ရေးတာမျိုးမဟုတ်ပါဘူးဘာသာပြန်နေဆိုတာကကိုကဇာတ်ကားထဲမှာပါတဲ့ dialogue တွေကိုအင်္ဂလိပ်လိုကနေမြန်မာလိုပြန်ပေးနိုင်ရပြီဇာတ်ကားတော်တော်များများကလည်းအင်္ဂလိပ်လိုတွေပဲပါဘာလို့လဲဆိုတော့ဥပမာကလာကားပဲဖြစ်ဖြစ်တရုတ်ကားပဲဖြစ်ဖြစ်ကိုရီးယားကားပဲဖြစ်ဖြစ်သူက English to MM မြန်မာလိုပြန်တာမျိုးပဲရှိရဲအတန်ကတော့သူ့ရဲ့ဇာတ်ကားပုံမူတည်ပြီးကိုရီးယားကဆိုကိုရီးယားအတန်တော့ဖြစ်သွားတာပေါ့နော်ဘာသာပြန်အလုပ်ကဘယ်လောက်ထိအောင်မှပတ်စံရလဲဆိုတာစိတ်ဝင်စားနေကြရမလားဘာသာပြန်အလုပ်ကစာကြောင်းတစ်ကြောင်းကို73ချက်10ချက်ကနေစပြီးတော့18ချက်အများဆုံးကျွန်တော်ကြားဘူးတာပေါ့နော်ကြားဘူးတဲ့အထိဆိုတော့45ချက်ထိရပါတယ်18ချက်ထိကတော့တေချာဘောက်ကိုရပါတယ်စာကြားတစ်ကြောင်းမှာ15ချက်ဝင်တယ်ဆိုလို့ရှိရင်စာကြောင်းရေကစကားတကားမှာအနည်းဆုံး1900ကနေပြီးတော့3000နီးပါပါတယ်ကိုကအိမ်ထဲအိမ်ပြန်အောင်မထွက်ဖဲနဲ့အဲ့တိုင်းဘာသာပြန်မယ်နေ့တိုင်းတစ်နေ့တကားအပ်နိုင်မယ်ဆိုလို့ရှိရင်22,500ကိုစုပေါင်းရက်30ပဲမြောက်မယ်ဆိုလို့ရှိရင်တစ်လနဲ့6,950,000လောက်ထိကိုရတယ်Yes! Hell yeah! Hey, come on, baby! Come on! Yes! Come on! ဘယ်လိုမျိုးလဲဆိုတော့ကိုက channel မြန်မာဖြစ်ဖြစ် MSAT ဖြစ်ဖြစ်အခြားဘာသာပြန်လုပ်နေတဲ့ channel တွေ Telegram channel website တွေအများကြီးမှာကိုကဘာသာပြန်ရှောက်လို့ရတယ်။ကိုကငယ်လေးတွေကရုပ်ရှင်ကြည့်နေတဲ့သူတရားပြင်းတိုင်းကာတွန်းကားတွေကြည့်ရဲဇာတ်ကားတွေကြည့်နေတဲ့သူတယောက်ဆိုလို့ရှိရင်ရုပ်ရှင်ထဲမှာပြောတဲ့စာရန်ထိုးတဲ့အနေထားစကားမျိုးတွေကိုကိုကဘယ်လိုပြောမလဲအကျွမ်းတဝင်နားလည်နေပြီးသားဖြစ်မှာပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှိရင် I'm over it အများစုကတော့ဒါကို over ဆိုတာနဲ့ကြော်သွားပြီးသွားပြီလို့ထင်ကြတယ်ဒါပေမဲ့ကိုကအမြဲရုပ်ရှင်ကြည့်နေတဲ့သူတယောက်ရင်းနှီးနေတဲ့သူတယောက်နဲ့ဆိုရင် I'm over it ငါဒါကိုအရန်စိတ်ကုန်နေပြီဆိုတဲ့ပုံစံမျိုးပေါ့ဘယ်လိုမျိုးရှောက်လို့ရမလဲဆိုလို့ရှိရင် I'm set ဆိုပြီးတော့ line မှာရှာဖြစ်ဖြစ် channel မြန်မာဆိုပြီးရှာဖြစ်ဖြစ်သူတို့မှာသက်ဆိုင်ရာအကြီးအကဲရှိတယ်အဲ့ဒီအကြီးအကဲတွေဆီကနေပြီးတော့ translator ရှောက်ချင်လို့ဘာလို့ပြောရတဲ့အခါကျလို့ရှိရင်ကိုယ့်ကိုသူတို့တွေက file တွေပေးကြရတယ်ပေါ့နော်အဲကြတော့မှကိုကအဲ့ဒီ file တွေကိုမလိုပြန်ပြီးတော့သူတို့တွေကိုပြန်ထည့်ရတာပေါ့အဲ့မှာကိုယ့်ရဲ့အရေးချင်းကကောင်းတယ်ဆိုလို့ရှိရင်သူတို့တွေကကိုယ့်ကို translator အဖြစ်ခန့်မှာဖြစ်ပါတယ် translator တယောက်လုပ်ဖို့အတွက်ဘာလို့အပ်လဲဆိုလို့ရှိရင်ဖုန်းတစ်လုံးပဲလိုအပ်ပါတယ်တကယ်ပါဘာလို့လဲဆိုတော့ဖုန်းထဲမှာ application set e လို့လည်းခေါ်ရဲ AG set လို့လည်းခေါ်ရဲ app တွေအများကြီးရှိတယ်ဟိုမှာကိုအဆင်ပြေတဲ့ app တစ်ခုကို download ဆွဲလိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်ပြောတဲ့နှစ်ခုပါဒီ application လေးတွေကိုကိုက download ဆွဲပြီးပြီဆိုတာနဲ့ SRT file ဆိုတာလေးရှိတယ်သူတို့တွေကိုပြန်ဖို့ပို့တဲ့ file လေးရှိတယ်အဲ့ဒီ file တွေကိုက save ပြီးရနဲ့အဲ့ဒီ app ထဲမှာထည့်ပြီးတော့အင်္ဂလိပ်လိုကနေမြန်မာလိုပြန်လို့ရပါပြီကျွန်တော်ခဏနေလို့ရှိရင်ဥပမာအနေနဲ့ဗီဒီယိုရဲ့အနောက်မှာဗီဒီယိုလေးဘယ်လိုပြန်ရရဲဆိုတာကိုကျွန်တော်ပြပြသွားပါမယ်ဘာသာပြန်တဲ့အခါရေးကြည့်ပြီးတော့အဓိကဆောင်ရဘာလဲဆိုလို့ရှိရင်ကိုရေးတဲ့စာကမှန်လားမမှန်လားဆိုတာကိုတေချာ view site ပါကိုကစလုံးပေါင်းနေတော့မှားလို့မရဘူးပေါ့နော်အဲ့ဘာသာပြန်တဲ့ပတ်သက်ပြီးတော့မှနောက်ပိုင်းမှာခဏလေးအတွင်းတစ်နာရီအတွင်းမှာစာချောင်းရေ300လောက်ထိအများဆုံးဘယ်လိုပြန်လို့ရမလဲဆိုတာကိုနောက်ဗီဒီယိုတစ်ခုမှာတက်ပြောပြပေးသွားပါမယ်သိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ comment မှာ yes လို့မှတ်ခဲ့ပေးပါပြီးတော့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်လည်းကျွန်တော် YouTube channel လေးကို subscribe လုပ်သွားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အရင်ဥဆောင်ဖုန်းနဲ့က Google ရဲ့ကိုဝင်ပြီးတဲ့အခါမှာ sub e ဆိုပြီးတော့ကိုယ့်ရဲ့ဖုန်းနဲ့ကို download ဆွဲလို့ရမယ် file ကိုရှာပါအဲ့ရင်အခုပြထားတဲ့ link လေးတွေကိုဝင်ပြီးတော့ကိုယ့်ရဲ့ sub e ကိုဖုန်းထဲမှာ free download ဆွဲလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ download ဆွဲပြီးသားဆိုတော့တခါတည်းပဲဘာသာပြန်ပြသွားပါမယ်ဝင်လိုက်ပါမယ် application တွေကိုပြီးတော့ရင် open file တွေကနေကို download လုပ်ထားတဲ့ SRT file ကိုဝင်ပါပြီးတော့တာနဲ့ကိုအခုပြထားသလိုမျိုးစာကြောင်းကိုအင်္ဂလိပ်လိုကနေမြန်မာလိုပြန်ပြလိုက်ရင်ရပါပြီပြန်ပြီးသွားပြီဆိုရင် apply ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာ save ပြီးသားဖြစ်သွားပါပြီ။